ခင်ဗျားတို့နေတိုင်းသုံးနေတဲ့ Facebook ပေါ်မှာအခုချိန်ထိမျက်စိနဲ့မမြင်ရတဲ့ Cyber စစ်ပွဲတစ်ခုပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်ဆိုတာသတိထားမိကြတယ်။စစ်တပ်ကအာဏာသိမ်းပြီးတဲ့ကမ္ဘာအကြီးဆုံးလူမှုကွန်ရက်ကြီးဖြစ်တဲ့မတာမြန်မာစစ်တပ်နဲ့ပတ်သက်သမျှအကောင့်တွေပေတွေမီဒီယာတွေကိုပြီးတိုင်ဖမ်းခဲ့ပါတယ်။ဒါဟာကမ္ဘာမှာမတာကစစ်တပ်တကူလုံးပြစ်မှတ်ထားပြီးလုပ်ခဲ့တဲ့အကြီးမားဆုံးတစ်ခါပိတ်ဆို့မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တကယ်ပဲစစ်တပ်က Facebook ပေါ်ကနေပြောက်သွားပြီလား။အဖြေကတော့မဟုတ်ပါဘူး။ Facebook ကတကားမှရုပ်ပိတ်လိုက်တဲ့အခါစစ်တပ်ရဲ့ဝါဒဖြန့်ရန်ရာဗတင်းပေါက်ကနေပြောင်းဝင်မှုဒီလန့်ပေါင်းစုံကိုသုံးလာပါတယ်။အခုဒီဗီဒီယိုထဲမှာတော့မတာရဲ့မြန်မာဘန်း policy အကြောင်းနဲ့ဒီပိတ်ပင်မှုတွေကြော်လာဖို့စစ်တပ်ကဘယ်လိုစမ်းပြတဲ့နည်းလမ်းတွေသုံးပြီးစိုက်ဘာကြောင်းတဲ့ချက်ခင်ကစားနေတယ်ဆိုတာကိုအသေးစိတ်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးကြပါဦး။ပထမဆုံးမတာရဲ့ဘန်း policy အကြောင်းကိုနားလည်အောင်ယဉ်ကြည့်အောင်တကယ်တော့ Facebook ဟာမြန်မာပြည်ကိစ္စနဲ့ပတ်သက်ပြီး2018ခုနှစ်လောက်ကနိုင်ငံတကာရဲ့ပြင်းပြထန်တဲ့ဝေဖန်မှုကိုခံခဲ့ရတာပါ။ရိုဟင်ဂျာရေးတုန်းကစစ်တပ်က Facebook ကိုအသုံးချပြီးအမုန်းစကားတွေသတင်းမှားတွေဖြန့်ခဲ့တာကိုအချိန်မီမတားဆီးနိုင်ခဲ့လို့ဆိုပြီးတော့ပေါ့။ဒါကြောင့်2021စစ်အာဏာသိမ်းပြီးဒေသတွေကိုစစ်တပ်ကအကြမ်းဖက်နှိမ်နင်းလာတဲ့အခါမှာတော့မတာကပြက်ပြက်သားသားဆုံးဖြတ်ချက်ချပါတော့တယ်။အဲ့ဒါကတော့ညှိနှိုင်းပြီးအနေပြုမှုနဲ့ရာဇဝတ်မှုများကိုလူသိရှင်ကြားကြီးညာချင်းဆိုင်ရာမူဝါဒအောက်မှာမြန်မာစစ်တပ်တစ်ခုလုံးကာဝေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဌာနနဲ့စစ်တပ်ထိန်းချုပ်ထားတဲ့မြဝတီ MRTV စတဲ့နိုင်ငံပိုင်မီဒီယာအားလုံးကိုအပြီးတိုင်မောင်းထုတ်လိုက်တာပါပဲအဲ့ဒီတင်ချက်သလားဆိုတော့မဟုတ်ပါဘူး2021ဒီဇင်ဘာမှာတော့စစ်တပ်ရဲ့ဝင်ငွေရလမ်းကြောင်းတွေကိုဖျက်တောက်ဖို့အတွက်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေဥပမာမြန်မာပြည်ယာမိုင်တဲစတဲ့လုပ်ငန်းတွေရဲ့ပေတွေကြော်ညာတွေကိုပါအကုန်ပိတ်ပစ်ခဲ့ပါတယ်ဒါဟာစစ်တပ်ရဲ့ဝါဒဖြန့်ချီတဲ့မကပဲစီးပွားရေးအရာအကြီးကျယ်နာကျင်စေခဲ့တဲ့ policy ပဲဖြစ်ပါတယ်။ကဲအခုကစိတ်ဝင်စားဖို့အကောင်းဆုံးပိုင်းကိုရောက်ပါပြီ။ဒါလောက်တင်းကျပ်ထားတဲ့ policy ကိုစစ်တပ်ရဲ့ lobby တွေနဲ့နည်းပညာဖွဲ့တွေကဘယ်လိုကြော်လွှားနေကြလဲ။ပထမဆုံးလက်ကွက်ကတော့အကောင့်တုကွန်ရက်တွေတိစောက်တာပဲဖြစ်ပါတယ်။စစ်တပ်ဟာအကောင့်စစ်တွေသုံးလို့မရတော့တဲ့အတွက်စက်ရုံလိုမျိုးအကောင့်တုထောင်ပေါင်းများစွာတိုင်နဲ့ဖန်တီးပါတယ်။ပြီးရင်စစ်တပ်ထောက်ခံတဲ့ post တွေကိုအုပ်စုလိုက် like ပေးတာ share တာ comment မှာချင်းချင်းပြန်ထောက်ခံတာလုပ်ပြီး Facebook ရဲ့ algorithm ကိုလှည့်လာပါတယ်။ရည်ရွယ်ချက်ကတော့တာမန်သုံးပြုသူတွေရဲ့ feed ပေါ်မှာစစ်တပ်ဝါဒဖြန့်တာကြောက်လာအောင်တွန်းတင်တာပါပဲဒုတိယလက်ကွက်ကပိုဆိုးပါတယ်ခင်ဗျားတို့တာမန်အဖြစ်ကြည့်နေတဲ့ဟာသားပေတွေဘေးရင်ပေတွေလူပညာရှင်အတင်းဖြစ်နေတဲ့ပေတွေဟာတကယ်တော့စစ်တပ် lobby နောက်ကွယ်ကထိချုပ်ထားတာဖြစ်နိုင်ပါတယ်သူတို့ဟာ follower အများကြီးရှိတဲ့ပေတွေကိုငွေပေးဝယ်တယ်ဒါမှမဟုတ်တာမန်ပေဖြစ်ဟန်ဆောင်ထောင်းနေပြီးရင်အဲ့ဒီထဲမှာစစ်တပ်ကိုအမိုးတင်တဲ့သတင်းတွေတော်လိုင်းရေးဖွဲ့တွေကိုသိက္ခာချတဲ့သတင်းမှားတွေဖြည်းဖြည်းချင်းကြားညက်ပြီးဝါဒဖြန့်တာမျိုးလုပ်လို့ရှိပါတယ်ဘုံပတွေကတိုးရိပ်ချုံထားတဲ့သဘောမျိုးပေါ့တတိယလက်ကွက်ကတော့ Facebook ရဲ့စာသားစစ်စစ် AI စနစ်ကိုလှည့်သားတာပါFacebook ရဲ့ AI ကစစ်တပ်တို့နတ်ဆက်ကတို့ဆိုစလုံးတွေကိုတွေ့ရင်ချက်ချင်းပြုတ်ချရမျိုးလုပ်တတ်ပါတယ်။ဒါကိုသိတဲ့ lobby တွေကစလုံးတွေကြားထဲမှာနေရာလွတ်ချတာ emoji တွေညှက်ရတာဒါမှမဟုတ်ဘန်းစကားတွေတုံးပြီး AI ရဲ့မျက်စိကိုကွယ်အောင်လုပ်ကြပါတယ်။ဒါရင်မကသေးပါဘူး။နောက်ဆုံးကွက်ကတော့ Telegram ကိုကြားခံသုံးတာပါ။ Facebook ကတိုင်းချက်တွေတိတ်များလို့တော့သူတို့ဟာဥပဒေမဲ့လွတ်လပ်ခွင့်ပေးထားတဲ့ Telegram ပေါ်မှာ channel တွေစောက်ပါတယ်။ပြီးရင်အဲ့ဒီအသတင်းတွေကိုစကွန်ရှော့ရိုက်ပြီး Facebook ပေါ်ကအကောင့်တူတွေကနေတစ်ဆင့်ပြန်အောင်လုပ်တဲ့နည်းဗျူဟာကိုသုံးနေကြတာဖြစ်ပါတယ်။စဉ်းစားကြည့်ပါဦးဒီလိုလက်ခွက်တွေကတာမန်ကြော်ညာမျိုးမဟုတ်ပါဘူးဒါဟာစနစ်တကျလှုပ်ဆောင်တဲ့စိတ်သက်စစ်စစ်ရေးဖြစ်ပါတယ်သတင်းတူသတင်းမှားတွေတုံးပြီးပြည်သူတွေကြားထဲမှာစိုးရိမ်စိတ်တွေအကြောက်တရားတွေတွေးခွဲမှုတွေဖြစ်အောင်လုပ်နေတာပါဥပမာဗန်မျိုးတော့ကြတော့မယ်ဘသူတွေတော့အသက်ခံရပြီးစတဲ့ကောလာဟလတွေကိုစနစ်တကျဖြန့်ဝေပြီးလူထုကိုစိတ်တကြအောင်လုပ်တာမျိုးပေါ့ဒါဆိုရင် Facebook ကဒါတွေမသိဘူးလားသိပါတယ်မတာအနေနဲ့မြန်မာပြည်အတွက်တိကျတဲ့အဖွဲ့တွေထားရှိပြီးပြည်တွင်းကလွတ်လပ်တဲ့ fact checker အဖွဲ့တွေအရက်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီ account တို့ကွန်ရက်တွေကိုလိုက်လံပိတ်ပင်နေပါတယ်ဒါပေမဲ့ပြဿနာကပိတ်လိုက်ရင်နောက်ထပ်အကောင့်တစ်တွေထောင်ပေါင်းများစွာချက်ချင်းပြန်ပေါ်လာပါပဲစစ်တပ်မှာကဒါကိုပဲအချိန်ပြည့်လုပ်နေတဲ့ cyber တပ်ဖွဲ့တွေရှိနေတဲ့အကြောင်းပါပဲဒါကြောင့်မို့လို့ဒီ cyber စစ်ပွဲထဲမှာမတာရဲ့ policy တစ်ခုတည်းပေါ်အားကိုးလို့မရပါဘူးကျွန်တော်တို့တာမန်သုံးပြည်သူတွေရဲ့ digital အသိပညာအဓိကကာကွယ်ဖြစ်လာပါတယ်နောက်ခင်ဗျားတို့ Facebook သုံးတဲ့အခါစိတ်လှုပ်ရှားစရာကောလာဟလသတင်းတွေတွေ့ရင်ချက်ချင်းမယုံကြည်ပါနဲ့အဲ့ဒီပေဟာဘယ်တော့မှထောင်တာလဲဘလို့အကြောင်းအရာတွေတင်နေလဲဆိုတာကိုအရင်ဝင်စစ်ဆေးပါမတိကျတဲ့သတင်းတွေကို share မလုပ်မိဘူးနဲ့မလိုအပ်ပဲ react မပေးမိဘူးကစစ်တပ်ရဲ့ cyber လက်ကွက်တွေကိုချိုးဖျက်ရမှာအထီးအောင်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုကနေခင်ဗျားတို့အတွက်အကျိုးရှိမဲ့ဘဝတုဒ္ဒတစ်ခုကိုရသွားမယ်လို့မျှော်လင့်ပါတယ်ဒီလိုစိတ်ဝင်စားမှုကောင်းတဲ့ digital နည်းပညာနဲ့သတင်းအချက်အလက်တွေကိုအမြဲကြည့်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာအားလုံးပဲ cyber အနေနဲ့ကြိုးစားကြပါစေခင်ဗျားတို့ရဲ့ထင်မြင်ချက်တွေကိုလည်းအောက်က comment မှာရေးပေးကြပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်